ပိတတို့ကြီးအပိုင်းတစ်တုံးကဆရာကြီးကောင်းတယောက်တထေးရံကိုတတ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့မတရားဖမ်းဆီးခံလိုက်ရတာအားလုံးမှတ်မိကြအောင်ပါတမျိုးလုံးကလေးစားရတဲ့ဆရာကြီးကအခုတော့လူသက်သမားဖြစ်အချုပ်ခံနေရောက်နေရပါပြီဒါပေမဲ့ဒါဟာဇလန်းရဲ့အစပဲရှိပါသေးတယ်ဒီနေ့အပိုင်းမှာတော့ပိုပြီးရင်ခုန်စရာကောင်းတဲ့ action တွေဘိုက်နဲ့ရေးရမယ့်အလွဲတွေကိုမြင်တွေ့ရတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့ရဲ့ page ကို follow like နဲ့ share လေးလုပ်ပေးခဲ့ဖို့မမိနေအောင်နော်ကဲဆရာကြီးကောင်းဘလူအခက်အခဲတွေကိုကြိုဖြတ်မလဲဆိုတာဆက်ကြည့်လိုက်အောင်ဆရာကြီးကောင်းတယောက်အချုပ်ထဲမှာလက်ထိတ်ခတ်ခံထားရပေမဲ့သူကတော့တာမန်လူတွေလိုကြောက်လန့်မနေပဲအေးဆေးပါပဲသူ့မျက်နှာကတည်ငြိမ်နေပေမဲ့စိတ်ထဲမှာတော့တခုခုကိုကြိုတင်တွက်ဆနေပုံရပါတယ်။ဘာလို့လဲဆိုတော့ထထီးရမ်းရဲ့အလောင်းကပုံမှန်မဟုတ်ပဲဗမ်ပါယာအဖြစ်ပြောင်းလဲနေပြီဆိုတာသူသိနေလို့ပါ။ဆရာကြီးကောင်းကအချုပ်ထဲမှာအေးဆေးထိုင်နေပြီမဲ့သူ့တပည့်ချောင်းကိုတော့အပြင်ကနေအရေးကြီးတဲ့အစီရင်ပစ္စည်းတွေယူလာဖို့ကြိုတင်မှာကြားထားခဲ့ပါတယ်။ချောင်းတယောက်ဆရာခိုင်းချက်အတိုင်းပစ္စည်းတွေယူပြီးအချုပ်ခန်းထဲကိုခိုးဝင်လာခဲ့ပါတယ်။ဒါပေမဲ့အစီရင်တွေလုံနေတော့မှာပဲရဲဘော်ကြီးအဝီနဲ့သူ့ရဲသားတွေရုတ်တရက်ဝင်လာတာကြောင့်ချောင်းတယောက်ဦးရားဖားရနဲ့ထွက်ပြေးရပါတော့တယ်။တကယ်လဲတခေါင်ရန်အချိန်ရောက်တာနဲ့အလောင်းကရုတ်တရက်မျက်လုံးကြီးပြူးလာပြီးထထိုင်လိုက်ပါတယ်။တေပြီးသားလူကပြန်နိုးလာတဲ့မြင်ကွင်းကတကယ်ကိုကြောချမ်းစရာပါဗမ်ပါယာကအချုပ်ခန်းထဲမှာနေစတင်နိုးထလာပြီးသူ့တတ်မဲ့သူကိုရှာဖွေပါတော့တယ်မျိုးဆောင်ရဲဘော်ကြီးအဝေရဲ့အလွဲတွေစလာပါပြီသူကတော့တရေရှိတယ်ဆိုတာကိုလုံးဝမယုံတဲ့အပြင်ဆရာကြီးကောင်းကိုတော့လှောင်ပြောင်းနေပါသေးတယ်ဗမ်ပါယာကြီးကသူ့နောက်မှာတကောက်ကောက်လိုက်နေတာတော့သူကတော့ဆရာကြီးကောင်းကငါ့ကိုခြောက်နေတာလားဆိုပြီးအေးဆေးပါပဲရဲသားတွေကထွက်ပြေးသွားတဲ့ချောင်းကိုလိုက်ဖမ်းဖို့ကြိုးစားနေတော့မှာပဲတတိယမ်ရဲ့အလောင်းကဗမ်ပါယာအဖြစ်ရုတ်တရက်နိုးထလာပါတယ်ရဲသားတွေကချောင်းနောက်ကိုလိုက်နေတယ်ထင်ရပေမဲ့ဗမ်ပါယာကြီးကတော့သူတို့ကိုတတ်ဖို့နောက်ကနေတကောက်ကောက်လိုက်နေပါပြီဗမ်ပါယာကသူ့ပခုံးကိုပုတ်တယ်သူကလည်းပြန်ပုတ်တယ်တရေကသူ့လေပင်ကိုညှစ်ဖို့လုပ်နေတာတော့သူကဆရာကြီးကတိုင်းွက်အစ်စ်တွေပြနေတာလားဆိုပြီးထင်နေတာပါပရိသတ်တို့ရေဒီအခန်းကတော့တကယ်ကိုဘိုက်နှိုက်ရေရတဲ့အခန်းပါပဲနောက်ဆုံးတရေမျက်နှာကိုအနီးကပ်မြင်လိုက်ရတော့မှဘူကြီးတယောက်ကြောက်ကြောက်လှန်လှန်နဲ့အချိုခန်းထဲကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်အချီနီကတကယ်ကိုရင်တထိတ်ထိတ်ပါပဲဆရာကြီးခေါင်းကလက်ထိတ်ခတ်ခံထားတော့သူ့ရဲ့အစွမ်းတွေကိုအပြည့်အဝမသုံးနိုင်ပါဘူးဒါပေမဲ့ဆရာကြီးဆိုတာဆရာကြီးပါပဲသူကလက်ထိတ်ခတ်ထားတဲ့ဂျားတွေကနေပဲသူ့ရဲ့တိုင်းပညာနဲ့အစီရင်အတက်တွေကိုသုံးပြီးဗမ်ပါယာကိုစတင်တိုက်ခိုက်ပါတယ်ဒီအချိန်မှာပဲအပြင်ကနေအချိန်မီပြန်ရောက်လာတဲ့ချောင်းရဲ့အကူအညီနဲ့တောင်းကျမ်းနေတဲ့ဗမ်ပါယာကိုခိတ္တနှိမ်နင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒါဟာယာယီပါပဲအားကြီးတဲ့ဗမ်ပါယာကြီးကဘယ်အချိန်မှပြန်ပေါ်လာအောင်မလဲဆရာကြီးခေါင်းရောသူ့ရဲ့အပြစ်မဲ့မှုကိုဘလို့တတ်သိပြမလဲဆိုတာကိုတော့နောက်ထပ်အပိုင်းမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်